တရားမောခင်တရားမနာခင်တရားနာပရိသတ်တို့ရဲ့ဒုတိယဖြစ်သောအနန္တအနန္တ၅ပါးကိုရှိခိုးကြပါစို့ကိုရင်ကတန်းပြပါမယ်လက်ဆိုကြဗုဒ္ဓဂုဏဒါကေသံအဟံဝန္ဒမိပါဖယာဤလူဘဝအရာတော်သည်မြတ်ဖယားဤကုံကိုဤယိုသေးမြတ်နိုးလာဆုံးမို့ရှေခိုးပါဤဖယားဓမ္မဂုဏဒါကေသံအဟံဝန္ဒမိပါဖယားဤလူဘဝအရာတော်သည်တရားတော်မြတ်ဤကုံကိုဤယိုသေးမြတ်နိုးလာဆုံးမို့ရှေခိုးပါဤဖယားသံဃာဂုဏဒါကေသံအဟံဝန္ဒမိပါဖယားဤလူဘဝအရာတော်သည်သံဃာတော်မြတ်ဤကုံကိုဤယိုသေးမြတ်နိုးလာဆုံးမို့ရှေခိုးပါဤဖယားမာတာပိတုဂုဏဒါကေသံအဟံဝန္ဒမိပါဖယားဤလူဘဝအရာတော်သည်မိဘနှစ်ပါးဤကုံကိုဤယိုသေးမြတ်နိုးလာဆုံးမို့ရှေခိုးပါဤဖယားအာစရိယဂုဏဒါကေသံအဟံဝန္ဒမိပါဖယားဤလူဘဝအရာတော်သည်ဆရာသမားများဤကုံကိုဤရှိုသေးမြတ်နိုးလာဆုံးမို့ရှေခိုးပါဤဖယားတေသာဓုခောသာဓုသာဓုသာဓုနာနောနာနာ၅ပါးကိုရှိခိုးပြီးတဲ့နောက်မေတ္တာပို့ကြရအောင်ကိုရင်ကတော့တမ်းပေးပါမယ်ဘိုးဘိုးတို့ဘဘတို့ဦးတို့တော်တော်တို့ကနှစ်ခေါက်ဆိုကြပါကိုစိတ်နှပြဘေးရန်ကွာချမ်းသာရပါစေကိုစိတ်နှပြဘေးရန်ကွာချမ်းသာရပါစေကိုစိတ်နှပြဘေးရန်ကွာချမ်းသာရပါစေမေတ္တာနှလုံးကိုစီသောရွှင်မြုံရပါစေမြေပါနှလုံးကိုစီသောရွှင်မြုံရပါစေမြေပါနှလုံးကိုစီသောရွှင်မြုံရပါစေမေတ္တာရေစံကိုစီဖြာ
ပါစေ မြေတာယံသူဒေါသမှုအပူကင်းပါစေခန္ဒီယံဒေါသမတွန်းနာနိုင်ပါစေခန္ဒီနှလုံးအစင်တော်ရွှင်ပြုံးကြပါစေထိုမြေတာစွမ်းကဘာလွှမ်းငြိမ်းချမ်းကြပါစေတာဓုခေါ်တာဓုတာဓုတာဓုဒီကနေ့သာသနာတော်နဲ့2568ခုခေါ်လာတဲ့ကလေး1386ခုနှစ်ထိုင်းနိုင်ငံမဟာချိုင်မြို့မူစီရက်ကွက်ရှိဝတ်ချစ်ဖောင်းတော်ကြီးကျောင်းအတွင်း၌ဖန်ရင်သူများကောင်းပြီးသားဆိုတဲ့အသင်သူသင်သားများမှကြီးမူပြီးတော့တရားသပွဲတော်ဖြစ်တယ်တရားဓမ္မသပွဲကြီးကျင်းပပြုလုပ်တဲ့ရတာနဲ့ဒီကလုံးလုပ်တဲ့တရားပွဲမှာကိုရင်ဟောကြားအပ်သောတရားကောင်းကြီးရဲ့နာမည်ကစိတ်ကိုဖြူအောင်ထားတဲ့ပြောပါတယ်တော့စိတ်ကိုဖြူအောင်ထားရအဘယ်ဖြစ်ဖြစ်လူသားတွေမှာစိတ်ကအရေးမကြီးဘူးလားရေးကြည့်တယ်ရတာနဲ့ကိုယ့်ရဲ့စိတ်ကလေးဖြူစင်နေဖို့မလိုဘူးလားကိုယ့်ရဲ့စိတ်ကလေးကမဲညစ်သွားမယ်မကောင်းတဲ့အတွေးတွေရောက်သွားမယ်ဆိုရင်ကျန်တဲ့ပြောတာတွေဆိုတာတွေလှုပ်တာတွေကမ်းတာတွေဒီဟာတွေကမကောင်းတဲ့ဘက်ကိုမရောက်သွားဘူးလားရတဲ့နဲ့စိတ်ကလေးကိုအားလို့ရမယ်ရှင်းအောင်ထားရမယ်ရတာနဲ့ဒီကနေ့ဗုဒ္ဓဘာသာလူမျိုးမှန်ရင်အခုပြောမယ့်ချက်၅ချက်ကိုသိထားဖို့တော့လိုမယ်ပေါ့ကဘာမှာဗုဒ္ဓဘာသာတွေဘလောက်ပဲများဘလောက်ပဲပေါ်ပါစေတူတာတွေစုလိုက်မယ်ဆိုရင်အလုံးပေါင်းမှ9မျိုးပဲရှိတယ်ဘယ်နှမျိုးလဲနံပါတ်1လာဘဗုဒ္ဓဘာသာနံပါတ်2ဘယဗုဒ္ဓဘာသာနံပါတ်3ကုလဗုဒ္ဓဘာသာနံပါတ်4တတ္တာဓိကဗုဒ္ဓဘာသာနံပါတ်5ပညာဓိကဗုဒ္ဓဘာသာအနှမျိုးတော့
အားလေးလေတခါလေးတော့ပဲမှတ်မိမယ်နော်အပြည့်မပြောပါဘူးအချင်းချုံပြောရမယ်ဆိုလို့ရှိရင်နမတိလာဘဗုဒ္ဓဘာသာဆိုတာလလာပါဒီဟူသောအကြောင်းကြောင့်ယရနာသုံးပါးကိုကိုယ်ွယ်စည်းကပ်တယ်ဒါနသီလဘာဝနာကိုပြုတယ်ပြောပါအကြောင်းကြောင့်လလာပါဒီဟူသောအကြောင်းကြောင့်ဒါနသီလဘာဝနာကိုပြုတယ်ယရနာသုံးပါးကိုကိုယ်ွယ်စည်းကပ်တယ်မှားထားနော်နမနိဘယဆင်းရဲမှုဘေးအပေဘေးအတ္တဘေးစသည်ကိုကြောက်လို့ယရနာသုံးပါးကိုပဲရှိခဲ့တယ်ဒါနသီလဘာဝနာပြုတယ်ကုလဆိုတာကမိဘမျိုးရိုးထုံးနှံစင်လာရတာလည်းယရနာသုံးပါးကိုပဲရှိခဲ့တယ်ဒါနသီလဘာဝနာကိုပြုတယ်နမလေးတတ္ထာဒီကရှင်နဲ့နှလုံးသားရဲ့စေတနာတရားတရားရှိလို့ယရနာသုံးပါးကိုကိုယ်ွယ်စည်းရတဲ့ဒါနသီလဘာဝနာကိုပြုတယ်ဒါပေမဲ့လည်းပဲဝေဖန်ပိုင်းကြတတ်တဲ့ဉာဏ်ပညာမပါဘူးပညာဒီကကြတော့ဝေဖန်ပိုင်းကြတတ်တဲ့ဉာဏ်ပညာလည်းပါတယ်ယရနာသုံးပါးကိုကြည်ညိုတဲ့စိတ်လူတိုင်းကျင်တဲ့စိတ်ဒီစိတ်တွေနဲ့ယရနာသုံးပါးကိုကိုယ်ွယ်စည်းရတဲ့ဒါနသီလဘာဝနာပြုတယ်နားလေလားမသိဘူးနားလေလားလို့မနားထွက်ရပဲအလားတိတ်မထွက်နားမလဲလားမသိပါဘူးแต่အကျယ်အပြည့်ပြောရမယ်ဆိုရင်လလာပါဒီဟူသောအကြောင်းကြောင့်နော်လလာပါလိုခြင်းလို့လလာပါတွေပွင့်ခြင်းလို့တဲ့ဘုရားမှာသွားဆုတောင်းရင်ဘာတွေပြည့်တယ်တဲ့ဘုရားအိမ်ပင်ရင်လက်ပွင့်တယ်နောက်ဘယ်အဋိဋ္ဌံပတိစိတ်လည်းရင်ဘာတွေကောင်းတယ်ဘာတွေစင်ပြေမယ်ဒီပေါက်မယ်ယာတုတတ်မယ်ဈေးအောင်ကောင်းမယ်ငါကျွေးကြည့်မယ်အကျွေးပြန်ရမယ်အိမ်အောင်ထွက်မယ်အများကြီးပေါ့လေဗျာအကိုရင်တော့သိမသိဘူးပေါ့စားတဲ့ပြမလုံးတွေနဲ့ဘာသာရေးကိုလှုပ်တယ်အဲ့ဒီလိုလှုပ်နေတော့ဘာသာရေးကလမ်းချော်သွားပြီးတော့အော်ရောကြောင်ရောတွေဖြစ်သွားတာပေါ့ခိုးတဲ့ဘဝတွေကိုဒါနဆိုတာကပိတ်ကန်းစွန့်ကြလူရမ်းတာမဟုတ်ဘူးလားဟုတ်ပါရဲ့ခင်ဗျာလာပြန်တော့ဒါနဆိုတာဘာလို့တာတော့ဒါနဆိုတာပိတ်ကန်းစွန့်ကြလူရမ်းတာအဲ့ဒါကိုကပိတ်ကန်းစွန့်ကြလဲလူရမ်းသေးတယ်စိတ်ကတော့မပါဘူးဟိုအားလိုချင်လို့ဒီအားလိုချင်လို့လူလဲလူသေးတယ်ဟိုအားလိုချင်လို့ဒီအားလိုချင်လို့နဲ့ရှောက်စုတောင်းနေတာဒါနဟုတ်သေးရဲ့လားဟုတ်တော့ဘူးဒါနဆိုတာလောဘနေဖို့ပြောပါနေဖို့လောဘနေဖို့တိလားဆိုတာကဒေါသနေဖို့ဘာဝနာဆိုတာကမောဟနေဖို့အဲ့ဒါနဲ့လူရန်ဘေးကဆုံးကျတဲ့နေရာမှာအဲ့ဒီလိုလှူပြီးတော့ဟိုရှုတွေလျှောက်တောင်းဒီရှုတွေလျှောက်တောင်းအဲ့ဒီလိုတောင်းနေတာလောဘတွေကနဲပါအောင်မလားမနဲတော့ဘူးပို့ပြီးတော့ကြီးသွားမှာပေါ့ဟိုဘတဲ့ဘဝတို့စွမ်းလူရင်စွမ်းကြိုးတရား၅ပါးမရဘူးလားတောင်းကြရလို့လားစွမ်းလူရင်စွမ်းကြိုးတရား၅ပါးကလာမှာပဲလူရင်လည်းပဲကိုကုသိုလ်ဘယ်သူမှလာဖြတ်စီလို့မရဘယ်လောက်ပဲစွမ်းရှိတယ်ပြောဗျမာတကြားတွေ
အဲ့ဒီကုသိုလ်မဖြစ်ခြင်းနဲ့လာတားလို့ရတယ်ဘာဖြစ်လို့လဲဆိုကိုလှုပ်ထားတဲ့ကုသိုလ်လေစမ်းလို့ရင်တော့စမ်းကြိုးတရား၅ပါးကတော့မတောင်းမဲနဲ့မလာဘူးလားဒါတည်းကသင်္ကန်းလူရင်သင်္ကန်းအကျိုးတွေမလာဘူးလားတောင်းเสียလို့လားတို့တယ်ဟာဘောတော့ဘာဥပမာပြောမယ်ဆိုရင်ဟိုရန်ကုန်ကနေမန္တလေးသွားမယ်ပေါ့ဒါပါလို့ဒါတော့ကိုယ်လည်းသိမသိဘူးပေါ့ရတာနဲ့အဲ့ဒါကိုဟိုစုဆိုင်တောင်းဒီစုအောင်ဆိုင်တောင်းတာဖြစ်တယ်ရှောက်တောင်းကြတာဟိုစုတွေလိုက်တောင်းဒီစုတွေလိုက်တောင်းအဲ့ဒီလိုလူနေကြနေတော့လောဘတွေကပို့လို့မကြီးလာဘူးလားကြီးလာတယ်ရတာနဲ့အဲ့ဒီလာဘဆိုတာကလာဘဗုဒ္ဓဘာသာကောင်းရဲ့လားမကောင်းဘူးအဲ့ဒီဗုဒ္ဓဘာသာကမဖြစ်အောင်ကြိုးစားရမယ်အဲ့ဒီဗုဒ္ဓဘာသာမဖြစ်အောင်ပေါ့ဌာနဆိုတာလောဘနေဖို့လိုက်ပြီးတော့တောင်းမနေတဲ့ကိုလို့ရင်ကိုကုသိုလ်ကကိုအကျိုးမပေးမှလားပေးမှလားကျင်ထဲမှာစေတနာတရားတွေအပြည့်ပြည့်ဝဝနဲ့စေတနာထုံးတာနဲ့သာလူရမယ်ဆိုရင်ကဲကိုလိုခြင်းနဲ့စုကမရမှလားရမှလားရမယ်ကတောင်းเสียလို့လားမလိုဘူးဟာလာပါပေါ့ခါဒီလိုမျိုးလူတွေဒီထဲမှာပါရဲ့လားပြောတာအားမရှိပါပါဟုတ်ကဲ့ပါမပါဘူးလို့ပဲပြောပါနော်နမနစ်ကဖယားဆိုတာကဆင်းရဲမှာကိုကြောက်လို့အပယ်လေးပါးရောက်မှာကိုကြောက်လို့တေးမှာကိုကြောက်လို့တချို့ရှိရလေအပယ်ကြမှာဟဲ့မလူနော်မလူအပယ်လေးပါးကြမှာနော်မလူနော်မလူရင်တော့မဆင်းရဲမှာနော်မွဲမှာနော်ဒါကြောက်ပြီးတော့လူတာပြောပါပြီလူတာကြောက်ပြီးတော့လူတာအဆင်းရဲမှုဘေးစားကြီးကိုကြောက်လို့လူတာနဲ့ဘေးရင်စရာစေခိုင်းကြရတွန်လပါရဟန်းဝတ်တယ်ဝတ်ခြင်းစိတ်တော့မရှိဘူးဘေးရင်စရာကပြောလိုက်တယ်မင်းအဝိလဲမလဲဘဝလဲရမှာကွာကြောက်ပြီးတော့ရဟန်းဝတ်တာတွေရှိတယ်ဒီထဲမှာတော့မပါဘူးလေအဲ့ဒါနဲ့နမနေကဘာဖြစ်ပြီးတော့လူတာကြောက်ပြီးတော့လူတာတချို့လည်းရှိပါတယ်ကိုရင်နေလူတာတော့ဘေးရင်ကြာကခိုင်းနေတာပေါ့ဌာနလူကြတော့သွားမိသွားလူတယ်ဟိုမှာဖဏကတပုံလူနေတာနေငါအဲ့ဒါဥဖဏပဲချလူအမေလေးရှိမှာဒီထဲမှာတော့ပါပါလူတယ်ဆိုတာကအလူခံပုဂ္ဂိုလ်ကိုကြည့်ပြီးတော့မလူရမှာလားလူရမှာလားလူခံပုဂ္ဂိုလ်မှာဘာလိုအပ်နေလဲဒီလိုတွေကြည့်ပြီးတော့မလူရမှာလားလူရမှာလားဒါကိုဘေးရင်ကြာရှေ့ခိုင်းကြရဒီလိုလူဓာတွေလည်းရှိပါတယ်ရတဲ့နမနေကဆင်းရဲမှုပေးဆင်းရဲမှာကိုကြောက်လို့အပေလေးပါငရတဲ့ဇံပိတ်တာသူရဲကဆိုတဲ့အပေလေးပုံကိုရောက်မှကြောက်လို့တေမာကိုကြောက်လို့လူရံပေကစွန်ကျဲလူရံတဲ့ရတနာသုံးပါကိုယ်ွယ်စီကတဲ့ဒီဟာတွေမရှိဘူးလားဒီတဲ့ဟာဒီတို့မဖြစ်အောင်စူးစမ်းရမယ်ပြပါလို့ရမယ်ဘာဖြစ်အောင်မဖြစ်အောင်ဘာဖြစ်အောင်လဲအနိုင်ချရှိပြီနိုင်ချ
နမတိကပါဟောမြန်မာလိုပြောတာလာလာပါဒီဟူသောအကြောင်းကြောင့်ယရနာသုံးပါးကိုလာပြန်ဒီနေရာမှာပြောကြတယ်ပေါ့သာဓုခေါ်တာတိုးရင်သွားဖို့ထိုးတယ်တဲ့ပြောပါဖို့ထိုးတယ်သွားဖို့ထိုးတယ်သွားဖို့ထိုးခြင်းကလားမထိုးခြင်းတန်ထွက်ရတရားမေးတာဖြေလို့ရှိရင်တိုးလို့ရှိရင်တဲ့ဘာသာကမကောင်းနဲ့နန်ထွက်တယ်ခြေလေးပြင်မယ်ဆိုရင်တော့ကြာညိုပိုင်းရနံကဲ့သို့မွေးကြံတော့အနံထွက်မယ်ပေါ့အဲ့ဒါဆိုဘယ်ရနံလိုချင်တယ်လဲကြာညိုပိုင်းရနံကြာညိုပိုင်းရနံထွက်ခြင်းနဲ့ဆိုရင်တိုးတိုးဖြေရမှာလားကြဲဖြေရမှာလားအဲ့ဒါကြဲလားမကြဲလားစမ်းကြည့်မယ်နော်ဣတိသောဘဂဝါဘုရားရှင်ကိုရောမြတ်ကြီးသည်အဝေါစာကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပြီတတိခါကြတော့ချေတာပဲနော်သွားဖို့ဆိုမှကြောက်လို့ရမသိပါဒါဘို့တော့ဘယ်ထိုးရှင်မလဲရှင်သားဖြူဖြူလေးမှလာတယ်နော်နာမည်ဆိုကြည့်မကောင်းရတာနဲ့နမနေ့ကတရားဗုဒ္ဓဘာသာဆင်းရဲမှုပဲပေးကိုကြောက်လို့ယရနာသုံးပါးကိုရှိခဲ့တဲ့ဒါနသီလဘာဝနာကိုပြုတယ်ကနမတော့ကုလမိဘမျိုးရိုးထုံးနာစင်လာရတာယရနာသုံးပါးကိုရှိခဲ့တဲ့ဒါနသီလဘာဝနာကိုပြုတယ်ကရင်ထဲမှာတရားပါရဲ့လားမပါဘူးမိဘတွေခိုင်းလို့မိဘတွေဒီနေ့ဝါဆိုသင်္ကန်းကလို့မိဘတွေကဒီနေ့ဆွမ်းကြတယ်ဝါဆိုသင်္ကန်းလိုတယ်ကထိန်ခင်းတယ်အရင်ထဲမှာတော့တရားပါရဲ့လားမပါဘူးတနည်းပြောရရင်မိယိုဖလားဗုဒ္ဓဘာသာနောက်တနည်းပြောရရင်မှတ်ပုံနေဗုဒ္ဓဘာသာနောက်တနည်းပြောရရင်ဖာတိဘာသာဗုဒ္ဓဘာသာနောက်တနည်းပြောရရင်ဗုဒ္ဓဘာသာအများကြီးပဲနော်မိယိုဖလားဆိုတာမိဘတွေလှုပ်လို့လိုက်လို့တာကြီးလည်းရှိတယ်မှတ်ပုံနေဆိုတာကဥပမာမှတ်ပုံနေသွားလုပ်တယ်ပေါ့ဘာသာနေရာမှာဘာသာလဲမေးငါမိဘတွေကဗုဒ္ဓဘာသာဆိုတော့ငါလည်းဗုဒ္ဓဘာသာနေမှာပါနော်ရှင်ထဲမှာတော့ပါဘူးမိဘဗုဒ္ဓဘာသာမလို့လိုက်ဗုဒ္ဓဘာသာလိုက်တယ်ရှင်ထဲမှာတော့ပါရဲ့လားဖာတိဘာသာဗုဒ္ဓဘာသာသူများတွေအကြောင်းမှာဝေယဝိစာတွေလုပ်တယ်ဗုဒ္ဓဘာသာဆိုတော့ခေါင်းငိန်တို့တက်ထားတယ်အားမလိုက်မလို့ဖာတိဘာသာပဲနေမသိကြအောင်မဲ့ဆောင်ဒါတွေလည်းရှိတာဟုတ်ဒီထဲမှာတော့ပါပါဘူးနောက်ချုံဗုဒ္ဓဘာသာဆိုတဲ့ခေါင်းငိန်တို့တက်ထားတယ်ကိုတော့ခြုံထားတယ်အထဲမှာအနှစ်သာရရှိရဲ့လားဗုဒ္ဓဘာသာနဲ့သက်ဆိုင်တဲ့အနှစ်သာရတွေရှိရဲ့လားမရှိဘူးတဲ့အဲ့ရတာနဲ့နံပါတ်3ကကုလမိဘမျိုးရိုးထုံးနှံစင်တာအရတာယရနာသုံးပါးကိုရှိခဲ့တဲ့ဒါနသီလဘာဝနာကိုပြုတယ်တရားဒီသူတွေမဖြစ်အောင်ကြိုးစားရမယ်ကြပါလို့ရမယ်ကိုယ်တို့ဘာဘာတို့လည်းပဲမသိတော့ကတော့လုံးမိမှာပေါ့လေဇေယံကောင်းခြင်းလို့
လောက်ဝင်ခြင်းလို့အေးရောင်းထွက်ခြင်းလို့မသိခင်တော့လုံးမိတာတွေလည်းမရှိဘူးလားရှိတယ်အခုသိသွားပြီဆိုတော့ရှောင်ခြင်းမလိုဘူးလားကိုယ်ညို့လည်းဒီတိုင်းပါပဲငယ်ငယ်တော့ပေါ့အခုတော့တော်တော်ကြီးနေပြီဆိုတာငယ်ခုကတော်တော်ကြီးနေပြီငယ်ငယ်တော့လောက်လိုက်သေးတယ်ငယ်ငယ်တော့လည်းဒီရွယ်ပဲအကြီးတော့လည်းဒီရွယ်ပဲ9နှစ်သားလည်းဒီရွယ်ပဲ10နှစ်သားလည်းဒီရွယ်ပဲထူအောင်မထူမသိသေးတော့ထူတော့ငယ်တော့သူပြောမကောင်းမသိသေးတော့ပေါ့လူဘွားတော့ပေါ့ဘုရားတွေမှာဆုတောင်းနေစာမဘွားတွေအောင်ခြင်းလို့ဒါတွေလည်းဘိုးဘွားတွေဘွားတွေလည်းငယ်ငယ်တော့မရှိရဘူးလားရှိရဘူးလေဘိုးဘွားတွေဘွားတို့တွေမဟုတ်ဘူးကိုရင်တော့ငယ်ငယ်တော့မဟုတ်မသိသေးတော့ငယ်တော့ပြောကြည့်တာပဲမသိသေးတော့လေကိုရင်တို့လည်းဒီတိုင်းပဲငါစာမဘွားတွေအောင်ခြင်းလို့ဒီလိုမျိုးတွေရှိခဲ့တယ်ဒါပေမဲ့အခုတည်သွားတဲ့အတွက်ရှောင်ကျင်တယ်ဘိုးဘိုးတွေဘွားတွေလည်းပဲရှောင်ကျင်မှုမလိုဘူးလားလိုတယ်ကျန်နမလေးကတတ္တာရိကဗုဒ္ဓဘာသာတတ္တာရိကဆိုတာရှင်ထဲမှာတရားတရားရှိတဲ့စေနာသုံးဉာဏ်နဲ့ပြည့်စုံတယ်ဒါပေမဲ့လည်းပဲဝေဖန်ပိုင်းကြတတ်တယ်ဉာဏ်ပညာမပါဘူးတဲ့ပြောပါမပါဘူးလေဝေဖန်ပိုင်းကြတတ်တယ်ဉာဏ်ပညာမပါဘူးငါလူမဲ့ပစ္စည်းလူကမို့လူဟာသလားမလူအဘူးလားလောကအတွက်သာသနာအတွက်လူတို့အတွက်အများအတွက်အကျိုးများမီလားအကျိုးမများဘူးလားအသုံးဆွဲမလားမသုံးဆွဲဘူးလားဒီလိုမျိုးဝေဖန်ပိုင်းရတတ်တယ်ဉာဏ်ပညာမရှိဘူးလူဖို့ပဲသိတယ်ပြောပါဖို့ပဲသိတယ်လေကျောင်းနေအများကြီးစောက်ထားပေးတယ်ကိုမကအကုန်ပြည့်စုံနေပြီအားရကိုသွားထပ်ပြီးတော့ကျောင်းနေ2ထပ်3ထပ်တွေသွားထပ်စောက်ပေးတယ်ဟောတော့ခါတာအားတော့ဟာရတာနဲ့ဝေဖန်ပိုင်းရတဲ့အတွက်ညာပညာပါဖို့မလိုဘူးလားလူတော့လူပါမှာပြောပါလူတာတော့လူရမယ်ဒါပေမဲ့ကျင်ကျင်ဖို့မလိုဘူးလားဝေဖန်ပိုင်းရတဲ့ညာပညာပါဖို့မလိုဘူးလားလူကံပုဂ္ဂိုလ်တွေကြီးမှာဖဏလိုသလားသင်္ကန်းလိုသလားထီလိုသလားထီလိုသလားရက်ချောင်းလိုသလားချောင်းလိုသလားဆေးလိုသလားဒီလိုမျိုးတွေကြည့်ပြီးတော့လူသားနိုင်ဖို့မလိုဘူးလားလိုတယ်ရတာနဲ့နံပါတ်4ကတော့ကောင်းတော့ကောင်းနေဒါပေမဲ့ဝေဖန်ပိုင်းရတဲ့ဉာဏ်ပညာတော့မပါဘူးမပါတော့နောက်မှချမ်းတော့ချမ်းသာမယ်ဉာဏ်ပညာမပါတဲ့အတွက်ဉာဏ်ချပါမလားမချဘူးကြတာနဲ့လှူဒါန်းတဲ့နေရာမှာလည်းပဲဉာဏ်ပညာပါဖို့မလိုဘူးလားလိုတယ်ကနမငါပညာတိကဗုဒ္ဓဘာသာဉာဏ်နဲ့ဆင်ခြင်ပြီးတော့ယရနာသုံးပါးကိုကိုယ်ကရှိကြတဲ့ဒါနသီလဘာဝနာပြုတယ်ငါလူတဲ့ပစ္စည်းလူကံဘိုးတွေလိုအပ်သလားမလိုအပ်ဘူးလားသုံးချင်မှလားမသုံးဆွဲဘူးလားအများအတွက်လူတို့အတွက်သာသနာအတွက်အကျိုးများမီလားအကျိုးမများဘူးလားဒီလိုမျိုးဝေဖန်ပိုင်းကြတဲ့ဉာဏ်ပညာနဲ့လူသားနဲ့ပုဂ္ဂိုလ်တွေဟာတဲ့ဘဝတန်တရာမှာပေါ့ချမ်းလဲချမ်းသာတယ်လို့ဉာဏ်ပညာထွက်တဲ့အကျိုးထူးကိုလည်းပဲပုံမူပြီးတော့ရရှိနိုင်တယ်ပြောပါကိုပုံမူပြီးရရှိနိုင်တယ်လေအဲဒီလိုမျိုးဉာဏ်ပညာနဲ့ရှင်ပြီးလူသားနဲ့ပုဂ္ဂိုလ်တွေဟာဖယားရှင်ရဲ့တရားကိုတစ်ကြိမ်နာကြရရုံဖြင့်မဉဏ်ဘုံဉာဏ်တွေကိုရကြတယ်ပြဘယ်ကိုရကြတယ်
ဘဝတွေဝါဝါတွေမဖို့နိဗ္ဗာန်ကိုမရောက်ချင်ဘူးလားရောက်ချင်တယ်ရတာနဲ့ရောက်ချင်တယ်ဆိုရင်လူသားနဲ့နေရာမှာလည်းပဲပညာပါဖို့မလိုဘူးလားလိုတယ်ရတာနဲ့ဒီ၅မျိုးထဲမှာပထမပြောတဲ့လာဘဘယကုလဒီသုံးခုကလူသားလူတဲ့စိတ်ဓာတ်ကကောင်းသလားကောင်းလာပါတွေလိုချင်လို့ကြောက်လို့ဝိပါမျိုးရိုးတိုင်းလိုက်လို့နေလို့အဲ့ဒီသုံးခုကိုဘယ်လိုခေါ်ရလဲဆိုရင်အောက်တန်းစာဗုဒ္ဓဘာသာလို့ခေါ်တယ်ပြပါဗုဒ္ဓဘာသာလို့ခေါ်တယ်ရိုင်းနေလဲမအောင်မေးပါနဲ့စိတ်ဓာတ်ကဘာဖြစ်နေလို့လဲအဲ့ဒါနဲ့ကိုယ်စိတ်ကိုဘာပြောရမှာလဲဖြေအောင်ထားရမယ်လို့ပြောတာကိုယ်စိတ်ဓာတ်ကလေးတွေကိုလူနေခြုံကြစိတ်နေပုံချဆိုကြလို့ပေါ့လူကတော့ဆင်းရဲပေမဲ့စိတ်ကိုမြင်မြင်ထားရမယ်ပြောဘာထားရမယ်မြင်မြင်ထားရမယ်ရတာနဲ့ခုနကလာဘဘယကုလဒီသုံးမျိုးမဖြစ်အောင်ကြိုးစားရမယ်ပြောအဲ့ဒီသုံးမျိုးမဖြစ်အောင်မလုပ်ရမလဲအဲ့ဒီသုံးမျိုးကိုရှောင်ကျင်ရမယ်ပြောဘာလို့ရမယ်တရာအဓိကကြတော့ကျင်ထဲမှာတရာတရားပါပြီးတော့လှူတဲ့အတွက်သူ့ကိုအလေရန်ကဗုဒ္ဓဘာသာပြောဘာဗုဒ္ဓဘာသာလဲအလေအလားကြရပေါ့ပညာအဓိကကြတော့အထက်တန်းကဗုဒ္ဓဘာသာပြောဘာဗုဒ္ဓဘာသာလဲအထက်တန်းကဗုဒ္ဓဘာသာကဒီဗုဒ္ဓဘာသာ၃မျိုး၅မျိုးထဲမှာဘယ်ဗုဒ္ဓဘာသာဖြစ်အောင်ကြိုးစားရမလဲအထက်တန်းကဖြစ်တဲ့ပညာအဓိကဗုဒ္ဓဘာသာဖြစ်အောင်ကြိုးစားနိုင်ဖို့မလိုဘူးလားကိုရင်ပြောတာလည်းနားလည်တာမရှိတချို့ဗမာစကားဗမာနားမလဲဖိုးသူတော်စကားဖိုးသူတော်မသိတယ်ကျန်တဲ့သူနားမလဲဆက်ကြရမှာပေါ့ဖိုးသူတော်နှစ်ပါးရှိဖိုးသူတော်တစ်ပါးကထမကြောက်တွေလမ်းပြီးတော့ရောင်းစားတယ်ရောင်းစားတော့တနေ့ကျတော့အဲ့ဒီဖိုးသူတော်ယောဂအသေးခံဖြစ်အသေးခံဖြစ်တော့နောက်ဖိုးသူတော်တစ်ပါးကဒါခေါ်ကြည့်သူညမနဲ့သူယောက်ကဒီကောင်သေးတော့မှာအဲ့တော့သွားခေါ်တော့ဖိုးသူတော်သေးရောပြုကသေးတော့ဘုန်းကြီးတွေကလာကြည့်တော့သူ့ဘေးနားမှာစာတက်ဆောင်တွေ့ပြောပါတွေ့တယ်ဘုန်းကြီးတွေဖွင့်ပြီးတော့ဖတ်ကြည့်လိုက်တော့ထတော်ရာစာတုံတတမုနိတုတ်တာတရေယာပြောပါတယ်တော့တချို့ကပြောချတယ်ဟာတော့ဟာဝဲထတော်ရာစာတုံတတမုနိတုတ်တာတရေယာအဲ့ဒီလိုရေးထားတော့ဘုန်းကြီးတွေစာပြန်ထတော်ပါဠိမဟုတ်အနမဟုတ်ဘုန်းကြီးတွေကောင်းစားပါဠိမဟုတ်အနမဟုတ်နဲ့ဘာရေးထားမှမလဲနောက်တော့သွားခေါ်တဲ့ဘိုးသူတွေအပြန်လာဖုန်းလို့ဗျဘာတော့ဗျမင်းတို့ချင်းရင်တော့သိမှာပေါ့ကွာဒီမှာကျကြားတဲ့ဆောင်ရေးထားတယ်ဘာတွေမှမသိဘူးထတော်ရာကြတုံတတမုနိတုတ်တာတရိယာဟာဒါသေရန်စာပဲမင်းတို့ချင်းရင်တော့သိမှာပေါ့ကွာပြောစမ်းမအောင်သေရန်စာဘယ်လိုလဲကွာဒီလိုပါဗျာတဲ့ထပဲဖတ်ပါဗျာတော့ကြော်သွားပြီးတော့ရာသာသွားလိုက်ဗျာအမလို့နေဟာရာသာဆိုတာမင်းဗျာခုနကထားနဲ့မင်းနဲ့ပေါင်းထမင်းဗျာเอาဖိုးသူတော်ကဖိုးသူတော်ကနားလေထမင်းဗျ
ခုနကတော့ပြန်ဖက်လိုက်ပြတော့ဆိုတာက6ဖျားတော့ပြည့်စုံပြတာပေါ့လေကိုရနားလည်းပဲတော့သိမကြလိုက်တော့6ပဲကြလိုက်ခုနက6နဲ့မင်းနဲ့6နဲ့ပေါ့လို့ထမင်းကြောက်ဖျားအမလေးနေဟာတုံတတာကငွေ30ပါဗျာဟာတဲဟုတ်ပါလေခဏကထားနဲ့မင်းနဲ့အစားဟာနဲ့ပြန်ပေါင်းလိုက်တော့ထမင်းကြောက်လှရတော့ငွေ30ပါဗျာမူနီဗျာမူနီဆိုတာကသူ့နမမီးနူပါဗျာတောက်တာဆိုတာကသူ့နမမီးနူရဲ့ယောက်ျားตาတော့ပါဗျာတရေရကပေးလိုက်ပါတဲ့တရားကိုတပည့်တော်အနတ်မြန်မာပြန်ကြည့်မယ်ဆိုရင်ခါတော့ရာကြလုံတတ်တာမုနိတုတ်တာတရေရခမင်းကြောင့်လှမ်းရတော့ငွေ30ကိုသူ့နမမင်းတို့ရဲ့ယောက်ျားตาတို့လက်တို့အပ်လိုက်ပါတဲ့ပြီးသွားအကောင်ကိုဆင်ပြီးသွားဟာဘိုးကြီးတို့ပြောတဲ့စကားဘိုးကြီးတို့မှနားလေကျန်တဲ့လူတွေနားမလဲဗမာစကားလေဗမာတိုင်းနားမလဲဗမာတိုင်းနားရလေဟာနားပြောရင်လည်းမှားတယ်နော်လာရမှာပေါ့ကောင်းလေးတယောက်ကမြို့သွားလေတပည့်ရွာကိုရောက်တာပေါ့သူမရောက်ဘူးတဲ့ရွာအဲ့ရွာကိုရောက်တော့သူ့ထက်တော့အသက်နဲ့ကြီးတာပေါ့လေသူနဲ့ဆိုတော့အတော်ကြီးရွယ်ပေါ့တော်ကြီးပြားတဲ့ဟိုဘက်ရွယ်ဘလို့သွားရတယ်ဗျာချက်ကလည်းမင်းကဘလို့ခေါ်လိုက်ရတယ်ဟောကိုကတော့ကိုတော်ကြီးရွယ်မို့တော်ကြီးလို့ခေါ်တာလေမင်းခေါ်ပြန်ပြီလားစကားများကြနောက်တော့အကြီးရွာတကြီးကရောက်ဟဲ့မင်းတို့ဘာဖြစ်တာလဲဒီမလေးဒီကောင်လေးကျမတို့တော်ကြီးလို့လာခေါ်နေဟာကောင်းလေးမင်းသိမ့်မှားတယ်ကွာဟာပြီလို့တော့ပြကျွန်တော်ကတော့တော်ကြီးရမို့တော်ကြီးလို့ခေါ်တာဗျဟာမခေါ်နဲ့ကွာတို့ရလူတွေကကိုယ်မိန်းမကိုတော်ကြီးလို့ခေါ်တာဗမာတိုင်းနားမလဲပြောပြတာပါအခုတော့ဘာလဲတော့နားလေမှာပါကိုရင်ရမခေါင်းပိတ်နေတော့နာနေနဲ့ကြိုးနေတယ်ဟာနားလေပါတယ်နော်နားလေရလားဟိုဘက်ကမှမကြောက်ခဲထားပါတော့လေခဏကဗုဒ္ဓဘာသာဘာနှမျိုးတော့ပါရီလို့တခါပြန်ပြောရမယ်နော်နမတေကမြန်မာလိုပြောများပါဠိလိုပြောမှာပါဠိလိုကတော့လွယ်တာပေါ့နမတေကလာဘဗုဒ္ဓဘာသာလက်လာပါဒီဟူသောအကြောင်းကြောင့်ကျရဏသုံးပါးကိုယ်ွယ်ရှိကတဲ့ဒါနသီလဘာဝနာပြုတယ်ဘုရားဆိုတာကဆင်းရဲမှုပဲအပေပေးအသက်ဘေးကိုကြောက်လို့ကျရဏသုံးပါးကိုယ်ွယ်ရှိကတဲ့ဒါနသီလဘာဝနာပြုတယ်နမတုံးကုလာကြတော့မိဘမျိုးရိုးထုံးတမ်းကျင်လာရတာကျရဏသုံးပါးကိုကိုယ်ွယ်ရှိကတဲ့ဒါနသီလဘာဝနာကိုပြုတယ်နောက်တရားအဓိကကျရဏသုံးပါးကိုယုံကြည်တဲ့စိတ်နဲ့ကိုယ်ွယ်ရှိကတဲ့ဒါနသီလဘာဝနာပြုတယ်နောက်ပညာအဓိကဉာဏ်ပညာနဲ့ရှင်ပြီးတော့ယရဏသုံးပါးကိုကိုယ်ကကြည်ကတဲ့ဒါနသီလဘာဝနာပြုတယ်။ခေပနာမျိုးတော့ကတိ5မျိုးထဲမှာဘယ်ဗုဒ္ဓဘာသာဖြစ်အောင်ကြိုးစားမလဲ။အရဟတဗုဒ္ဓဘာသာဆိုတဲ့ပညာအဓိကဗုဒ္ဓဘာသာဖြစ်အောင်ကြိုးစားနိုင်လို့မလိုဘူးလား။လိုတယ်ရတာနဲ့ဒီကနေ့ထိုင်းနိုင်ငံရောက်မြန်မာပြည်သူပြည်သားများဒီမှာလှုပ်ကြတဲ့အတွက်ကိုရင်က
အောင်မြင်ကြောင်းတရားဓမ္မလက်ဆောင်လေးပေးခဲ့မယ်ပြပါလက်ဆောင်ဓမ္မလက်ဆောင်ကဲလိုက်စို့ပါမကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားမကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားဆိုကြည့်ပါကဲမကောင်းတာမှန်သမျှကိုလောက်ရမှာလားရှောင်နေရမှာလားအရိသဖြင့်၅ပါးစီလားပေါ့မာနာတိပါဒာဒိနာဒါနာကာမေတိမေသာဇာရမူဇာဝါဒသူရမေရယသူတော်ဘာသာကိုမတဘူးသူတော်ဘာပစ္စည်းမခိုးဘူးတွေ့ရမလုံးကျိုးဘူးလက်ညာစကားမပြောဘူးတရေမတော့ဘူးဒီလိုမျိုးမကောင်းမှုမှန်သမျှတွေကိုလောက်ရမှာလားရှောင်နေရမှာလားရှောင်နေရမယ်နောက်ကောင်းမှုကုသိုလ်ကောင်းမှုကုသိုလ်မှန်သမျှကိုမလောက်ရမှာလားလောက်ရမှာလားအဒါနပေရာစင်ပေကံစွန်ကျဲလူရမယ်သီလဆောက်တည်မယ်ဥပဒနာဘာဝနာတရားတွေချိုးကြပွားများအားထုတ်မယ်ကဲကောင်းတာတွေမှန်သမျှကိုမလောက်ရမှာလားလောက်ရမှာလားမကောင်းမှုဆောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားကိုယ်စိတ်ကြကလေးတွေကိုဖြူအောင်ထားဖို့မလိုဘူးလားဘိုးရဲ့ဘဝတို့ဘိုးရဲ့ဘဝတို့မှာတနေ့မှာအမှုဘယ်နှမှုရှိသုံးမှုရှိပြဘာနာမှုတနေ့မှာဘိုးတို့ဘဝတို့ခန္ဓာကိုယ်ကြီးနဲ့ကိုမပြုတ်ဘူးလားအဲ့ဒါဘာမှုခေါ်မှာတော့ကာယကမှုပြောပါမှုတနေ့လှုပ်တဲ့အခါမှာဗဇက်ကကောမပြောဘူးလားအဘာမှုခေါ်မှာတော့စိတ်ကကောမကြံဘူးလားဘာမှုခေါ်မှာတော့မနောကမှုတနေ့မှာဘိုးတို့ဘဝတို့မှာဒီအမှုသုံးမှုမရှိဘူးလားဘိုးတို့ဘဝတို့ငွေမရှာရဘူးလားရှာရတယ်ငွေရှာတော့ပတ်စံမရဘူးလားကျတော့စားကျင်တာတွေတောက်ချင်တာတွေဝှက်ချင်တာတွေနေချင်တာတွေဒါတွေမဖြစ်ဘူးလားဒီအမျိုးတွေဖြစ်တဲ့အတွက်ငွေရှာမှရတဲ့အတွက်ဒီအမှုသုံးမှုမရှိဘူးလားရှိတယ်တချို့ကလွယ်လေပြောတယ်အိုးကံရှိချမ်းသာလိမ့်မယ်ပေါ့တမန်တကံကြီးကကိုလာကြိုးပေးမယ်ပေါ့နော်ကံယုံတော့စူးကြုံနေတော့ဗါတယ်စူးလာပဲစူးကြုံဘောကခြေထောက်လေးကိုပြန်ဖယ်ပြီးတော့ရုပ်တာကဒါပါကံလို့ခေါ်မှာကာယကံရပါကံလေစူးပုံပုံမနှင်းအောင်လို့ခန္ဓာကိုယ်ကြီးနဲ့ရှောင်သွားတာဒါပါကံလေစူးတယ်ဟာဘာသာကပြောတာဘာကံလဲဒါဒီကနဲ့စူးလိုက်မယ်လို့ကြံတာကဘာကံလဲမနောကံနောက်တစ်ချို့ကပြောတယ်ကံရှိစားရလိမ့်မယ်ပေါ့ဆက်ထားပါတော့လေကံရှိစားရလိမ့်မယ်ထမင်းဟိုးထဲမှာထမင်းချက်ထားလို့ထမင်းတော့ဖြစ်နေပြီကဲကံရှိစားရလိမ့်မယ်ပေါ့ဆိုထိုင်ဆောင်ထမင်းဟိုးထဲကထမင်းကခြေထောက်ပေါက်ပြီးတော့ဗဇက်ရဲလာသွင်းပါမလားမသွင်းဘူးထိုင်ဆောင်နေအဲ့မှာ9ရက်ပြည့်သေးမယ်လားမသမင်းစားခြင်းနဲ့စိတ်ဒါဘာကံတော့မနောကံစိတ်ပါစမမနောကံမောဟူရဟေစားမယ်ဟဲ့
ဒါဘာကန်ဝစီကအခါနာကိုကြီးကလှုပ်ပြီးတော့သမင်းပကောင်နဲ့သမင်းကိုခိုးပြီးတော့ဘာသာတဲ့တွင်းတာဒါဘာကန်နော်ကာယကကဲဘာသာတဲ့ရောက်တာတော့မှအချက်သွားအောက်သွားကြိတ်ရသေးတယ်ကြည်အောင်လို့နေရာလေးများမကျင့်ရှာကလေးကပို့ပေးရသေးအယိုးလေးများတွင်ရှာကလေးကဖယ်ပြီးတော့နှာခေါင်းလေးနဲ့သတ်ပြီးတော့လက်ကလေးနဲ့ဖယ်ထုတ်ရသေးတယ်ဒီနေ့မှာဘိုးဘိုးတို့ဘဘတို့မှာဒီကံသုံးမှမရှိဘူးလားဒီကံသုံးမှနဲ့အလုံးမလုံးရဘူးလားငွေမရှာရဘူးလားအဲ့ဒါနဲ့ငွေရရုံနဲ့မကကုသိုလ်ကောင်းမှုတွေလည်းပဲဒီကံသုံးမှနဲ့မလုံးရမှာလားလုံးရမှာလားမကောင်းမှုမှလည်းမရှောင်မယ်ကောင်းမှုမှလည်းမစောင်းမယ်လုံးမယ်ကိုယ်စိတ်ဓာတ်ကလေးကိုဖြူစင်အောင်ထားဖို့မလိုဘူးလားလိုတယ်ကိုယ့်ရဲ့စိတ်ဓာတ်ကလေးကမဲညစ်သွားမယ်မကောင်းတဲ့အတွေးတွေနဲ့ရှောက်သွားမယ်ဆိုရင်ကျမ်းတဲ့ဝစီကံတွေကာယကံတွေကလည်းပဲမကောင်းတဲ့အလုပ်တွေကိုမလုပ်တော့မှလားလုပ်တော့မှလားမပြောတော့မှလားပြောတော့မှလားရတာနဲ့စိတ်ကဘာနဲ့တူတယ်ဆိုရင်စကားတကားမှာဒရိုက်ဘာနဲ့တူတယ်ဒရိုက်တာပေါ့ပြဘာနဲ့တူအဘိုးဘွားတော့နားလေအောင်ပြောပြတယ်ပြဘာနဲ့တူတော့ဒရိုက်တာကာယကံဝစီကံကြတော့ဘာနဲ့တူတော့ဆိုတော့မင်းသားမင်းသမီးဇဘိုးဇယံလူချမ်းဒါတွေနဲ့မတူဘူးလားစိတ်ကခိုင်းတာမဟုတ်ဘူးလားဒရိုက်တာကအမင်းသားဒီလိုပြုံးဒီလိုလွှမ်းဒီနေရာမှာလွှမ်းဒီနေရာမှာချမ်းဒီနေရာမှာချအဆုံးနေရောလေဒရိုက်တာကခိုင်းနေတဲ့အတိုင်းမင်းသားမင်းသမီးဇဘိုးဇယံတွေကမလုပ်ရဘူးလားလုပ်ရတယ်ဒီတိုင်းပဲတဲ့စိတ်ကစားခြင်းနဲ့စိတ်ဖြစ်ပေါ်လာပြီးတော့မစားရဘူးလားစားရတယ်ကအဝိကောင်းကောင်းလေးဝတ်ချင်တဲ့စိတ်ဖြစ်ရရင်မဝတ်ရဘူးလားဝတ်ရတယ်ရရနဲ့ဒီစိတ်ကလေးဖြူစင်နေမှသာလည်းရင်ကိုကောင်းတဲ့အလုပ်တွေကိုမလုပ်ရမှာလားလုပ်ရမှာလားစိတ်ကလည်းပဲသူ့အလိုလိုဖြူစင်မှမလားစိတ်ကသူ့အလိုလိုဖြူစင်သလားမဖြူစင်ဘူးအဲ့ဒါနဲ့စိတ်ကိုဖြူစင်အောင်မလုပ်ရမလဲဆိုတော့တရားတွေများများနာပေးရမယ်ဘဝတူတာတွေများများဖတ်ပေးရမယ်ပညာရှိသူတော်ကောင်းတွေဩဝါဒတွေကိုခံယူရမယ်ဒီလိုဆိုရင်ကိုယ့်ရဲ့စိတ်ဓာတ်ကလေးကမဖြူလာမှလားဖြူလာမှလားမဖြူစင်မှလားဖြူစင်မှလားရတာနဲ့စိတ်ကလေးကိုဖြူစင်အောင်ထားကြဖို့မလိုဘူးလားစိတ်ဖြူစင်အောင်လည်းပဲဘဝတူတာတွေရအောင်တရားတွေများများနာပြီးဖို့မလိုဘူးလားသူလေဓမ္မသာလင်ကိုယ့်ရဲ့စိတ်ကလေးကဖြူစင်သွားမယ်ဒါကြောင့်မို့မကောင်းမှုရှောင်ကောင်းမှုဆောင်စိတ်ကိုဖြူအောင်စိတ်ကိုဖြောင်းရဖြစ်တာပေါ့လေဖြူအောင်စိတ်ကိုထားမကောင်းမှုမှန်များရှောင်မယ်ကောင်းမှုမှန်များကိုလုံးမယ်စိတ်ဓာတ်ကလေးကိုဖြူစင်အောင်ထားနိုင်လို့မလိုဘူးလားကဲနောက်တစ်ခုလိုက်ဆိုပြောပြူတွေးလိုက်ရင်တတိရှင်စင်ချင်းညာရှိသွားပြောပြူတွေးလိုက်ရင်တတိရှင်စင်ချင်းညာရှိသွားဆိုကြည့်ပါကဲကိုအလုပ်ရပါပြီနောက်ခေါက်ဆိုရကိုကတခုခုလုပ်တော့မယ်တခုခုပြောရမယ်ဆိုရင်စင်ကျင်ပြီးတော့ပြောဖို့မလိုဘူးလားဟာငါပြောတဲ့စကား
သူ့အတွက်အကျိုးများမလားမများဘူးလားငါအတွက်ကိုအကျိုးရှိမလားမရှိဘူးလားဒီလိုမျိုးစင်ကြင်ပြီးတော့ပြောဖို့မလိုဘူးလားစင်ကြင်ပြီးတော့ပြောရမယ်မှားနိုင်လေရမပြောရဘူးမှန်တော့မှန်တယ်သူ့အတွက်လည်းအကျိုးမရှိဘူးကိုယ့်အတွက်လည်းအကျိုးမရှိဘူးဆိုကောင်းမှာမလားစင်ကြင်ပြီးတော့ငါပြောမဲ့စကားသူတို့နားထဲမှာကြားကောင်းမလားမကောင်းဘူးလားအကျိုးများပြီလားအကျိုးမများဘူးလားငါအတွက်ကိုအကျိုးရှိမလားမရှိဘူးလားဒီမျိုးတစ်စိတ်စားစားဆင်ကျင်ပြီးတော့ပြောဖို့မလိုဘူးလားလိုတယ်အလုပ်တစ်ခုလုပ်တော့မဲ့ခါမှာလည်းပဲတည်တည်ချာချာလုပ်ဖို့မလိုဘူးလားငါလုပ်တဲ့အလုပ်ကကောင်းမလားမကောင်းဘူးလားအများအတွက်ကျိုးရှိမလားမရှိဘူးလားလူမျိုးညာနဲ့ကြည့်ပြီးတော့စင်ကြင်ပြီးမှလုပ်ဖို့မလိုဘူးလားလူရဲ့မြတ်စွာဘုရားကလည်းပဲဒီတိုင်းပဲသေသေးချာချာစဉ်းစားပြီးမှလုပ်တယ်သေသေးချာချာစဉ်းစားပြီးမှပြောတယ်သေသေးချာချာစဉ်းစားပြီးမှကြံတယ်ဘိုးဘွားတွေလည်းပဲအကြည့်လို့လုပ်ဖို့မလိုဘူးလားကိုပြောရမယ်ဆိုရင်စဉ်းစားဖို့မလိုဘူးလားဟုတ်တယ်ရတာနဲ့ပြောပြတွေ့လိုက်ရင်ဓာတိရှင်စင်ရင်ညာရှိသွားတဲ့ဒီအချက်ကိုလည်းလိုက်နာဖို့လိုတယ်မလိုဘူးလားလိုတယ်ကဏ္ဍမတော့လိုက်ဆိုစိတ်ထားဖြောင်းမှာခွင်လို့ရတိခါမေတ္တာထားစိတ်ထားဖြောင်းမှာခွင်လို့ရတိခါမေတ္တာထားဆိုကြပါကဲကိုစိတ်ဓာတ်ကဖြောင်းမှုမလိုဘူးလားရိုးသားမှုမလိုဘူးလားလိုတယ်အခုတစ်မျိုး꿰ရတစ်မျိုးရှေ့တစ်မျိုး꿰ရတစ်မျိုးမလုပ်ရဘူးလုပ်ရမှာလားမလုပ်ရဘူးလားအကျနာကတစ်မျိုးလုပ်တာကတစ်မျိုးအပြောတစ်မျိုးအလုပ်တစ်မျိုးမဖြစ်ရဘူးတဲ့ပြောဘာဖြစ်ရဘူးအပြောတစ်မျိုးအလုပ်တစ်မျိုးမဖြစ်ရဘူးရှေ့တစ်မျိုးနောက်တစ်မျိုး꿰ရတစ်မျိုးဒီလိုမျိုးတွေမလုပ်ရဘူးခွင့်လို့ရမယ်တိခံပြီးတော့မေတ္တာထားနိုင်ဖို့မလိုဘူးလားဟုတ်ဘိုးတို့ဘဝတို့ဘုမှာကိုရင်မေတ္တာထားတယ်ဆိုရင်ဘိုးတို့ဘဝတို့ကလည်းပဲကိုရင်ကိုပြန်ပြီးတော့မေတ္တာမထားဘူးလားမေတ္တာဟာလူကိုမအေးမြစေဘူးလားအေးမြစေတယ်မေတ္တာရေလိုပဲပြောပါလိုပဲရေလိုပဲသူကကိုယ်ပေါ်မှာမေတ္တာထားရင်ကိုယ်ကလည်းပဲသူ့ပေါ်မှာဗာထားရမယ်မေတ္တာထားရမယ်မေတ္တာနဲ့ဒေါသနဲ့ရှင်ရင်ဘယ်ဟာနိုင်မလဲမေတ္တာနိုင်မယ်မြတ်စွာဘုရားအောင်နည်းရှိပါအောင်နာမေတ္တာထားလို့ပြောပါထားလို့တော့ဒါနဲ့မေတ္တာထားနိုင်ဖို့မလိုဘူးလားသူများတွေကိုယ့်ဘောဘလောက်ပဲဒေါသတွေကြီးကြီးဘလောက်ပဲပုတ်ခတ်ပြောဆိုပါစေသူ့အပေါ်မှာမေတ္တာထားနိုင်ဖို့မလိုဘူးလားလိုတယ်မေတ္တာတော့ရှိကြပါလေရတာနဲ့တိခံပြီးတော့စိတ်ဓာတ်ဖြောင်းမှာခွင့်လို့ရတိခံမေတ္တာထားမေတ္တာထားနိုင်ဖို့လိုတယ်ခဏတို့ကိုလိုက်ဆိုလုံးလားနဲ့ဆွဲမလျှော့ပဲအမြဲတင်းနေထားလုံးလားနဲ့ဆွဲမလျှော့ပဲအမြဲတင်းနေထားလုံးလာဝရိယရှိဖို့မလိုဘူးလားလုံးလာဝရိယကတော့ရှိကြတယ်အမတို့လုံးမဲ့ကိုင်းမဲ့
ဒါပေမဲ့ဘာရှိဖို့လို့ဆိုလို့ဆွဲရှိဖို့လိုတယ်ပြီးတော့ဘာရှိဖို့လို့ဆိုဒီအလုပ်တစ်ခုကိုဆွဲမြဲမြဲလုပ်နိုင်ဖို့ဘာဖြစ်ကြလဲဒီအလုပ်တစ်ခုကိုဆွဲမြဲမြဲလုပ်နိုင်ဖို့လိုတယ်တချို့ကလွယ်တာကြတော့လုပ်ပြီးတော့ခတ်တယ်ဆိုရင်မလုပ်တော့ရှော့သွားရတာနဲ့ဆွဲဆိုတာဆွဲမြဲမြဲလုပ်နိုင်ဖို့မလိုဘူးလားဆွဲမြဲမြဲလုံးမသားလည်းရင်မအောင်မြင်ပါလားအောင်မြင်ပါလားဆွဲမြဲမြဲလုံးမအောင်မြင်မယ်ကချမ်းသာတဲ့ပုဂ္ဂိုလ်တွေကိုကြည့်လိုက်သူတို့ဘယ်လိုလုပ်ခဲ့လို့အလုပ်တစ်ခုကိုဘယ်လိုလုပ်ခဲ့လို့တော့ဆွဲမြဲမြဲနဲ့လုပ်ခဲ့လို့ဆွဲမြဲမြဲလုံးလာဝရိယနဲ့လုပ်ခဲ့လို့အောင်မြင်တာမဟုတ်ဘူးလားအခုလုပ်ပြီးအခုချမ်းသာသွားတာဟုတ်ရဲ့လားနှစ်တည်းအများကြီးလုပ်ပြီးမှနှစ်တည်းအများကြီးဆွဲမြဲမြဲနဲ့လုပ်ပြီးမှဒါလည်းရင်အောင်မြင်သွားတယ်အဲ့ဒါနဲ့အလုပ်တစ်ခုအောင်မြင်ခြင်းနဲ့ဆိုရင်ဒီနေ့လှုပ်လိုက်နောက်နေ့မလှုပ်နိုင်တပတ်ခါလှုပ်လိုက်ဖိနှောကောင်မလှုပ်လိုက်ဒီနေ့လှုပ်လိုက်နောက်နေ့မလှုပ်နိုင်နဲ့အဲ့ဒီလိုလှုပ်နေကိုယ့်အလုပ်ကအောင်မြင်ပါအောင်မလားမအောင်မြင်တော့ဘူးမလှုပ်ချင်လေလှုပ်ချင်လေလှုပ်တော့ဗါလေတော့ကိုယ်တို့စာကျန်သားတွေလို့ပေါ့ဒီချိန်စာကြရမယ့်ချိန်မကြက်ချင်လဲကြက်ချင်လဲကြက်ချင်တဲ့စိတ်ရှိပြီးတော့ကြက်ရင်တော့တနိုင်မှာ10ပုတ်ရပါပေါ့မကြက်ချင်မနဲ့ကြက်ရင်တော့လုံးမကြက်ထားတဲ့ဆိုင်မရဘူးလားမကြက်ချင်မကြက်ရင်တော့9ပုတ်လောက်ကတော့ရတာပေါ့ရတာနဲ့ကုသိုလ်ကောင်းမှုတွေကလည်းပဲဒီအတိုင်းပဲမလုပ်ချင်နဲ့လုပ်ချင်တယ်ဆွဲမြဲမြဲဖြစ်အောင်လုပ်နိုင်လို့မလိုဘူးလားအဲ့မှာလုပ်ထားတဲ့စာရင်တော့မရဘူးလားရတယ်ရတာနဲ့ကုသိုလ်ကောင်းမှုတွေကိုလည်းပဲလုပ်နိုင်အောင်ကြိုးစားဖို့မလိုဘူးလားကိုယ်အလုပ်ကိုလည်းပဲဆွဲမြဲမြဲလုံလဝရိယရှိပြီးတော့ဆွဲမြဲမြဲနဲ့လုံနိုင်ဖို့လိုတယ်အမြဲတင်းနေထားဖို့လိုတယ်အမြဲတင်းထားဖို့မလိုဘူးလားလုံလာနဲ့ဇွဲမလျှော့ပဲအမြဲတင်းနေတာခေနောက်ဆုံးခုလိုက်စို့အရာတွေအလုံးဝင်အောင်မြင်ကြောင်းတရားအရာတွေအလုံးဝင်အောင်မြင်ကြောင်းတရားအရာမှာသုံးမဝင်ပါလားသုံးဝင်ပါလားမကောင်းမှုတွေရှောင်မယ်ကောင်းမှုတွေလုံးမယ်စိတ်ကလေးကိုဖြူစင်အောင်ထားမယ်ကပြောတဲ့အခါမှာလည်းပဲစင်ကျင်ပြီးတော့ပြောမယ်ဒီတစ်ပါးပေါ်မှာသိခံပြီးတော့မေတ္တာချမယ်လုံလာနဲ့ဇွဲကိုမလျှော့ဘဲနဲ့အမြဲတင်းနေထားမယ်ဆိုကြအရာမှာအတော့ဝင်ပြီးတော့မအောင်မြင်ပါလားအောင်မြင်ပါလားမချမ်းသာပါလားချမ်းသာပါလားမကြည်ပွားပါလားကြည်ပွားပါလားကြည်ပွားမယ်ရတာနဲ့ဒီလေးခုပေါ့မကောင်းမှုတွေဘာလို့ကမယ်ရှောင်ရမယ်ကောင်းမှုကုသိုလ်တွေစိတ်ကိုပြောရမယ့်အခါမှာလည်းပဲစင်ကျင်ပြီးတော့ဘာလို့ရမလဲပြောရမယ်သူတော်ဘာပေါ်မှာဗာထားရမယ်မေတ္တာထားရမယ်ကဲလုံလာနဲ့ကျွဲကိုမလျှော့ရဘူးလျှော့ရမှာလားမလျှော့ရဘူးလားမလျှော့ဘူးလုံလာနဲ့ကျွဲမလျှော့ဘဲနဲ့အမြဲတင်းနေထားမယ်ဆိုရင်ကိုယ့်ရဲ့လုပ်ငန်းစဉ်နဲ့မအောင်မြင်ပါလားအောင်မြင်ပါလားအောင်မြင်မယ်ဒါဘိုးတို့ဘွားတို့ကိုဓမ္မလက်ဆောင်ဒီအလုပ်လေးခုဆိုလုပ်မယ်ဆိုရင်ကိုဖြစ်ခြင်းနဲ့အတိုင်းကြီးပွားချမ်းသာအောင်မြင်မယ်မအောင်မြင်ဘူးလားအောင်မြင်မယ်ကဒီအလုပ်လေးခုကိုလည်းပဲလုပ်နိုင်အောင်ကြိုးစားဖို့မလိုဘူးလား
ခုနကဗုဒ္ဓဘာသာ၅မျိုးထဲမှာလည်းပဲဘယ်ဗုဒ္ဓဘာသာဖြစ်အောင်ကြိုးစားမလဲဗုဒ္ဓဘာသာမှာရင်နိဗ္ဗာန်ကိုမရောက်ချင်ကြဘူးလားရောက်ချင်တယ်ဆိုရင်ထပ်တန်းသာဗုဒ္ဓဘာသာပြည်သားအောင်ကြိုးစားဖို့မလိုဘူးလားလူတွေကကြိုးစားနိုင်ကြပါစေလို့ကြိုက်တွန်းရင်းနဲ့ဒီကနေ့ရောတဲ့စိတ်ကိုဖြူအောင်တာဆိုတဲ့တရားလေးကိုဒီနေရာမှာပဲညီကုန်းချုပ်ရင်းနဲ့ခါလာလေးတစ်ပုဒ်ဆိုပြီးတော့အဆုံးသတ်ကြရအောင်ဘာသာတဘာသုတ်ယံတို့ဟုတ်ထံတို့သို့မင်္ဂလာဒုတင်ဒုဒုက္ခတင်္ဂမေဘူရင်ဒုသဗ္ဗပါရမေဘာသာတဘာကိုကြီးကိုငါကိုဒေသ၌ပြောရဆံရတရဝဥသမြတို့သည်သုတ်ယံတို့အိမ်မရမကောင်းစွာမရွေနေတတ်ကြည်တာအိဆနိုင်ကြပါစေကုန်သတည်းတို့မင်္ဂလာကြတရေရှဝေလံသဖြင့်စံပွင့်ရကုန်ပြီဖြစ်၍ဟုတ်ထံဟန်တို့ကောင်းစွာမို့ကြောင့်အလင်းရောက်လေရာထမြောင်တို့ကြနိုင်ကြပါစေကုန်သတည်းဒုက္ခတင်္ဂမေအဘေဒုက္ခတိရောက်မည်အကြောင်းမကောင်းမြေစုဒုစရိုက်မျိုးကိုသူတင်သူတော်လက်၌တရားဖြင့်ဖြိုဖျက်နိုင်ကြပါစေကုန်သတည်းတပ္ပပါရမေအလောင်းအလျာပြေကောင်းရသည်တောင်းပြစေလီပါရမီအပေါင်းအကျင့်ကောင်းကိုပူရင်သူတဇင်တာတဇင်ရင်တရရင်အောင်မလင်ပုံသည်ပြေချင်နိုင်ကြပါသည်ကောဒါဒီ